အားလုံးပဲမင်္ဂလာပါရှင်အခုလာမယ့်2026ခုနှစ်မှာစပြီးမိဘပြည်သူများအပေါင်းညီညီကိုမောင်သမားများအပေါင်းမောင်သမားလေးများအပေါင်းအားလုံးကျန်းမာချမ်းသာကြပါစေကြောင်းဆရာမတက်ထုံမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်အခုလာမယ့်2026မှာဆိုပညာအဓိပတိဂျိုကြီးဓနတယံစာရဂျိုကြီးစက်တာပရိယအောက်အနေထားနဲ့ရောက်ရှိမှာဖြစ်လို့ဒီ2026မှာရင်သွေးမွေးမဲ့မိခင်တွေအတွက်ဘာမှစိုးရိမ်ပူပန်ကြောက်ရွံ့ခြင်းမရှိဘဲနဲ့ကိုဝင်ဆောင်လို့ရအောင်လို့ဆရာမတက်ထုံမှာတိုက်တွန်းနှိုးဆော်ပေးထားတဲ့ဗီဒီယိုလေးကိုလည်းတပုတ်တင်ပေးထားပါတယ်ရှင်အဲ့တော့နံပါတ်1အနေနဲ့ကတော့ကလေးမွေးဖွားလို့ကောင်းတယ်ပေါ့ဂျိုကောင်းတွေရှိတဲ့အတွက်ဂျိုကောင်းတွေရှိမှာတော့အထိန်ကိုကောင်းတွေရှိနေပြီအထိန်ကိုကောင်းတွေရှိနေမှာတော့ဘာပဲပြောကံကြမ္မာလေးလည်းကောင်းနေတဲ့အချိန်ခါလေးဖြစ်တယ်ပေါ့နော်ဒီ2026ကာလကသူကမစိုးတလာပိုင်းဒီတရက်နေ့စဝင်ပြီဆိုတာနဲ့သူကဂျိုစည်းဂျိုနဲ့အကောင်းတွေကဝင်းရံထားတယ်ကျတာပရိဂျိုရဲ့အထင်းကိုလည်းရှိနေတယ်ရာဟုံးနဲ့ကျတာပရိတစ်ဖက်မှာတထင်းဂျိုရှိတဲ့အတွက်ကြောင့်မလို့ဒီတလာပိုင်းကာလတွေမှာဘာဖြစ်နိုင်တယ်လဲဆိုတော့ကောင်းတယ်မစိုးဘူးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထီးခိုက်မခံဘူးထီလေရှလွယ်သဘောတရားမျိုးလေးတွေရှိတယ်။ဒါကြောင့်မလို့တစ်ဖက်နဲ့တစ်ဖက်ဘာသာမတူတဲ့လူတွေညင်းခုန်တာတော့ဘာလို့ပြုတ်မှုမပြောဆိုတင်ဘူး။ဘာသာရေးကိုတရုပ်ပြန်မဖော်ဆောင်တင်ဘူးပြဿနာတက်သွားနိုင်တယ်။နောက်တစ်ချက်ကကြတော့ဒီကာလ2026ဝင်ကလေးကာလဟိုမှာပေါ့နော်။ဒီအင်္ဂါစနစ်အပြန်လန်အမြင်လေးတွေကလည်းရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့စစ်မဲ့ရေးရာနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေနဲ့ဒီနိုင်ငံကိုမှပြောတာမဟုတ်တခြားနိုင်ငံတွေလည်းပါတယ်နောက်တစ်ခါရာသီဥတုပြင်းထန်မှုသဘောတရားနဲ့အဓိကကတော့မြေစေးရွှေစေးကမောက်ကမလေးတွေဖြစ်နိုင်တာလေးတွေရှိတယ်ဒါလေးတွေကိုသတိထားပေးပါရှင်အဲ့တော့နှစ်လပိုင်းကာလထဲမှာလည်းမစိုးဒါပေမဲ့နှစ်လပိုင်း23ရက်နေ့ကိုရောက်ပြီဆိုတာနဲ့ပြောကြားစရာကိစ္စရဲ့ကလေးတော့ရှိတယ်အဲ့ဒါလေးကဘာဖြစ်လဲဆိုတော့2026နှစ်လပိုင်း23ရက်နေ့ကနေ2026 4လပိုင်း2ရက်နေ့အတွင်းမှာဂျိုးတွေကအရန်အုံမှာပူွားလိမ့်မယ်19ရက်နေ့လောက်ကစပြီးဂျိုးက၄လုံးပိုးနေတာနှစ်လပိုင်း23 24မှာတော့အင်္ဂါဂျိုးကကုံရတီကိုတက်သွားပြီဂျိုး9လုံးပိုးဖြစ်စဉ်ရှိပြီဆိုကြတဲ့ဟိုရှိမဲ့ဂျိုးတွေကလည်းတနေ့နေ့ရာဟုဗုဒ္ဓဦးတောက်ကြအင်္ဂါရှိပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီ9လုံးပိုးဖြစ်စဉ်ရှိပြီဆိုတဲ့အတွက်ကြောင့်မလို့ကဘာပေါ်မှာရှိတဲ့ရာသီဥတုတို့စစ်မတ်တို့နောက်တော့ကပ်ဘေးယောဂအနေရကန်တရားတွေတို့သတိထားပေးရမယ်ပေါ့နော်ဒီ2019မှာဂျိုး9လုံးပိုးကမကာရရာသီမှာဖြစ်သွားတဲ့အတွက်ကိုဗစ်ကိစ္စလေးရဲ့ကလေးတွေကဘာတဝမ်းမှာတက်ရောက်မှုရှိတယ်အဲ့တော့ကျတာပရိဂျိုကလည်းနေအားနဲ့ဆိုတော့တိတ်မထိန်လိုက်နိုင်ဘူးဒီ2026မှာတော့ဒီကာလ2026နှစ်လပိုင်း23ရက်က4လပိုင်း2ရက်နေ့အတွင်းကိုအရန်စိုးရိမ်နဲ့ဂျိုး9လုံးကိုဖြစ်စဉ်ရှိတဲ့အတွက်ကြောင့်မလို့အဲ့တော့ဆီယမကြီးဟိုတစ်ခေါက်ဂျိုးပူးွားတဲ့စနေတွေရာဟုတွေပူးွားတဲ့မေယာတီမှာဘာဖြစ်သွားလဲဆိုတော့ပြီးခဲ့တဲ့ကာလမတ်လမှာငလင်ရဲ့မန္တလေးငလင်ရဲ့နောက်ဆက်တွဲကကိစ္စရပ်တွေဖြစ်သွားတယ်အဖတ်တက်ရောက်မှုကရှိတယ်မရှိတာတော့မဟုတ်ဘူးဒီ2026ဟောကိန်းကိုပြောပြရတာလေဒါလေးကိုအဓိကပြောချင်တဲ့အချက်ဖြစ်တယ်နံပါတ်1 2026မှာခလေးတွေမွေးချင်တယ်ဆိုမွေးကိုဝေဆောင်တယ်လေခလေးမွေးဖို့အခါကောင်းဖြစ်တယ်နံပါတ်2ဂျုံ9လုံးမှုဖြစ်စီရှိတဲ့အတွက်ကြောင့်မလို့ဒီကာလလေးမှာဖေဖော်ဝါရီကနေဧပြီလဆန်းအထိကိုတော့ဖေဖော်ဝါရီ20နောက်ပိုင်းကနေဧပြီလဆန်းအထိကိုတတိထားပေးပါလို့ပြောချင်တယ်ဟုတ်ပြီ2026ဒီ3လပိုင်းကာလလေးတွေမှာတော့ဘာလေးတွေဖြစ်လာမလဲဆိုတော့သူရင်စေးကားစေးနဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေမှာသတိထားပေးပါရင်ကားစေးတွေကမောက်ကမဖြစ်မယ်နောက်တစ်ချက်ကတော့ခရီးသွားဟိုတယ်တူရီဇမ်လုပ်ငန်းတွေမှာနှောင့်နှေးကြကြမှုတွေရှိမယ်အမှုပညာရှင်အတိုင်းဝိုင်းအနေနဲ့ပတ်သက်ပြီးတော့သတင်းစကားတွေပြဿနာ problem လေးဖြစ်နိုင်တယ်တိတ်ချဆီယမပြောတာလေးကိုသတိထားနာတော့ရင်တော့ဆီယမခတ်ဖို့သာပြောတာဖြစ်ကိုဖြစ်သွားတာတွေပဲအဲ့ဒါသတိထားပြီးဘာဖြစ်လို့ကိုအချားမြင်နဲ့ပြောတာမဟုတ်ရန်သားမသားပြောတာမဟုတ်ဂျိုစည်းဂျိုနေနက်ခတ်ချိန်ခါတွေကိုကြည့်ပြီးပြောတာပါအဲ့တော့ဒီ3လပိုင်းထဲမှာတော့အမှုပညာရှင်တွေသတိထားရင်ကားလုပ်ငန်းလုပ်တဲ့လူတွေသတိထားရင်စေးကားစေးကမောက်ကမဖြစ်နိုင်တယ်ရင်ချောင်းခရီးသွားတွေသတိထားနောက်တစ်ချက်ကဆီယမကြီးဘာရှိသေးလဲလို့ပြောရမယ်ဆိုလို့ရှင်တော့နောက်တစ်ချက်ကတော့ဒီခရီးသွားဟိုတယ်တူရီဇမ်တွေမှာရာသီဥတုနောက်ထပ်ပေါ့နော်ဒီလုပ်ငန်းတွေမှာ problem လေးတွေဖြစ်နိုင်တာပေါ့နော်ကမောက်ကမဖြစ်နိုင်တာသတိထား2026 4လပိုင်းကာလလေးမှာတော့4လပိုင်း10ရက်နေ့ကနေ4လပိုင်းလကုန်အတွင်းမှာတော့စာချုပ်စာတမ်းနဲ့ချုပ်တာသတိထားပါဘာဖြစ်လို့လဲဆိုစနေကြုံမှာဗုဒ္ဓဟူကနေကနေပြီးမှနေချိုအိမ်ရောက်နေတယ်ပြီးတော့စနေနဲ့သွားပို့တယ်ဘာလဲဆိုစာချုပ်စာတမ်းပြတ်သားတာကျင်းတေပေါက်ရှိနိုင်တယ်လူတိုင်းသတိထားပေးပါပေါ့နော်အဲ့ဒီ4လပိုင်း10ရက်ကနေလကုန်တွင်စာချုပ်စာတမ်းကိစ္စကျင်းနဲ့ဆက်သွယ်ရေးသတင်းအချက်လက်နေပညာအကုန်လုံးသတိထားပေးပါအဲ့ဖေဖော်ဝါရီဂျွန်9လုံးဖြစ်စီမှာဆိုဗုဒ္ဓဟူက
retro လေးတောင်မှလေ retro လေးဆင်းပြန်လိုက်သေးလားမသိဆင်းပြန်ပြီဆိုရင်တော့ဟုတ်တယ် retro ပါသူကဆင်းပြန်လိုက်သေးတယ်အဲ့ဒါဆိုတော့နည်းနည်း short ရှိတယ်သတိထားပေးအဲ့တော့၄လပိုင်းထဲမှာတော့စာချုပ်စာတမ်းကိစ္စကိုအဓိကအသားပေးဆောင်းပေးပြောကြားပေးလို့လေ2026 5လပိုင်းကန်နေရမစိုးကောင်းတယ်တနင်္ဂနွေနေ့အုပ်ဆိုတော့မင်းအစိုးရအကြီးကဲယာရုဒီနဲ့ပတ်သက်လို့ကောင်းမွန်တဲ့ကဘာတဝမ်းလုံးမှာဝန်ထမ်းတွေရဲ့အလုပ်ပြုတ်တာတော့အပြောက်အပြက်တော့မရှိဘူးအဲ့ချိန်မှာအလုပ်အင်အားတွေအလုပ်သမားတွေပိုလိုနေတာဆိုတော့ဝန်ထမ်းတွေအတွက်အခွင့်အခါကောင်းနေဟလာဝန်ထမ်းတွေအတွက်အလုပ်အခွင့်အရေးတွေပို့ပြီးတော့ရနိုင်တဲ့အလုပ်ကိုင်ခွင့်လန်းနေပေါ့2026 6လပိုင်းကနေရကောင်းနေတယ်မစိုးဘူးလို့ပြောရမယ်အထိန်ကိုရှိတယ်ကြက်သားပရိထိန်းတာတွေရောင်ဝင်ဘက်ကဗုဒ္ဓဝူတောက်ကြလီနေတော့ရှိတယ်အဲ့တော့2026 9လပိုင်းကတော့ကောင်းတယ်တလား9လပိုင်းနေမှာခလေးမွေးကျင်နိုင်ပါရှိလို့ရှင်တော့မွေးတော့ကောင်းတယ်ဆိုတာကလေ तू ကအုတ်ချိုကြက်သားပရိမှာဗုဒ္ဓဝူတောက်ကြထိန်းနိုင်ဆိုတော့ तू ပညာရှိချိုပေါ့နော်အဲ့ဒီခါမှာ तू 6လပိုင်းနေကို तू စလုပ်ပြီးကဘာပေါ်မှာလည်းမတရားမှုတွေပပျောက်ပြီးတော့တရားမှုတွေရောက်လာနိုင်တာကိုဒီပညာချိုကြက်သားပရိအုတ်အနေထားနဲ့မှာစနေကိုလှမ်းပြီးထိန်းထားတဲ့အတွက်ကြောင့်မို့ကဘာနိုင်ငံအသီးသီးမှာလည်းတရားမျှတမှုတွေနဲ့ကောင်းသောကန်တရားလေးတွေနဲ့ဖြစ်လာပြီပေါ့နော်။အိုးဘာလဲဆိုတော့ဒုတိယမှုတွေကနေကြီးစိုးတာရနေဟိုတလောကဆိုဒီအလိညာကြားဖြန့်ကိစ္စရက်တွေမှာဒီအပေါ်ပြဿနာတွေရှင်းလင်းသွားသလိုဖြစ်သွားတယ်။နောက်တစ်ခုကမတရားတွေဒီမှောင်ခိုလုပ်ငန်းတွေမှာကောင်းသောသဘောတရားမှုတွေရှိတယ်။ဘာလို့ပညာကြိုပြန်ထိတ်လိုက်ပြီဆိုတော့ကပောင်မှာတရားမျှတမှုကပြန်ပြီးတော့အစိုးလာနိုင်တဲ့ကာလဖြစ်တာပေါ့။မင်းအမှုတန်းအမတ်တွေအတွက်ကောင်းသောအခွင့်အလမ်းတွေကောင်းသောအမတ်တွေအတွက်ကောင်းသောအခွင့်အလမ်းတွေရရှိမဲ့ကာလမျိုးတွေဖြစ်ပါတယ်။2026 8လပိုင်းကာလတွေမှာလည်းအရန်ကောင်းနေတယ်။ကြက်သားပရိအုပ်ချိုအနေထားနဲ့တနင်္ဂနွေချိုအနေထားနဲ့ဆိုတော့သူ့အတွက်အကောင်းတွေပေါ့နော်။ပို့ပြီးတော့အလောက်ကခွင့်ရရေးတွေတရားမျှတမှုတွေပို့ပြီးကောင်းမွန်တဲ့ခွင့်လန်းတွေရရှိနိုင်မယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတောက်ကြနေတဲ့စနေရီထရိုဘက်အပြန်လည်မြင်တဲ့အတွက်ကြောင့်မလို့အမှုပညာဟိုတယ်တူရီဇီခီးသွားလက်ဇရီပစ္စည်းစိန်လုပ်ငန်းတို့ဘာလို့မှနည်းနည်းသတိထားပေးပါနော်စိန်တွင်းထွက်တဘာဝစိန်တို့ဒီလက်ဇရီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းဂရုစိုက်ပေးပါအမားယွင်းလေးပြဿနာဖြစ်တတ်တယ်နောက်ပြီးကားစိတ်ကွက်အနေနဲ့သတိထားပေးပါ6လပိုင်းမှာဝန်ထမ်းရေးရာခန္ဓာတွေမှာပြဿနာရှိတယ်တကဘာလုံးမှာအလုပ်ပြုတ်သွားနိုင်တာတို့အလုပ်ဝန်ထမ်း short ချတာတို့ဒီလိုမျိုးကိစ္စရက်ကလေးရှိနိုင်တယ်8လပိုင်း20ရက်နေ့ကနေ6လပိုင်း20ရက်နေ့အတွင်း2026မှာသတိထားပေးပါခေါင်းရှုပ်စရာစိတ်ရှုပ်စရာအခက်ခဲမျိုးတွေရှိလာနိုင်တယ်2026ဒါဝန်ထမ်းတွေအတွက်ပြောပြတာပေါ့နော်နောက်တစ်ခုကတော့2026 10လပိုင်းကန်တရားကောင်းပါတယ်အကောင်းဘက်ကလေးတွေကနေတော့ဟိုပြန်ပြီးမစားတာလေအင်္ဂါနှိမ့်နဲ့ကြတာပရိအုံနဲ့တော့ပူတယ်ကရကတ်မှာပူတယ်ဆိုတော့တခါဘာဖြစ်လာနိုင်တယ်လဲဆိုတော့ကပောင်မှာရှိတဲ့ဒီစစ်မဲ့ရေးရတင်းမာမှုတွေကနေပေါ်တော့မှပြန်လဲပြီးလုံးဝထင်းညိလာပြီးအုပ်ဆိုးလာနိုင်မယ်တရားမျှတသောကောင်းမွန်သောအခွင့်အလမ်းတွေကိုခံစားရရှိနိုင်တာမျိုးကမ္ဘာအေးရဲ့ဒေတာမှာကောင်းမွန်သောဝါဒတွေကြီးစိုးလာနိုင်ပြီးတော့စစ်မဲ့ရေးရဖြစ်ပွားမှုအနေနဲ့ရောပါတတ်တာလာပါလိမ့်မယ်ရှင်ဟုတ်ပြီ17လပိုင်းကန်နေရ17လပိုင်းကန်တရားအနေနဲ့ကတော့ကန်အစ်အနေထားလေးမှာရှိတယ်အသစ်အနေထားလေးမှာရှိတယ်17လပိုင်းထဲမှာမြေရွှေကိစ္စရက်ကလေးတွေမှာတတိထားပဲနည်းနည်းကမောက်ကမဖြစ်လာနေတာမျိုးတွေဖြစ်လာနိုင်တယ်ဈေးတွေကမောက်ကမဖြစ်လာနေတာမျိုးဖြစ်နိုင်တယ်2026 12လပိုင်းထဲမှာဆိုဂျိုကောင်းနေရှိတယ်12လပိုင်းကအကောင်းတယ်သူက2025သူကအဖွင့်ရောအပိတ်မှာရောအရန်အစိုးရကြီးတော့မဟုတ်ဘူးကောင်းသောကန်တရားလေးတွေရှိတယ်12လပိုင်းထဲမှာခလီမွေးမဲ့သူတွေအတွက်ကိုလည်းဆီယမ1 me welcome လုပ်တယ်ဂျိုတွေကောင်းတယ်ပေါ့နော်တနင်္ဂနွေနေ့အင်္ဂါနဲ့မဲအိမ်မှာဖက်လဲတယ်ဆိုတော့နာမည်ပေးလေးတာကောင်းလိုက်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းသွားနိုင်တာပေါ့အဲ့တော့2026ထဲမှာတော့ဆီယမတနစ်စာဟောစတန်လေးကိုတော့ဟောကြားပေးလိုက်ရပါတယ်ပေါ့နော်ဂျိုတွေနဲ့ရှင်နဲ့သိပ္ပံသဘောတရားဆန်းဆန်းကိစ္စရက်ကလေးတွေပြောရတယ်ဒီကိစ္စလေးအကုန်လုံးကအချားမြင်နေပါလေကိုအခြေခံထားတာမဟုတ်ဘူးဂျိုတွေပေါ်မှာပဲမူတည်ပြီးတော့ကိုကကြည်တာဖြစ်တယ်2026ထဲမှာဆိုလို့ရှင်ပညာကိုတက်အောင်လို့ပညာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေအများကြီးပေါ်လာနိုင်တယ်။ကိုယ့်ရဲ့ပညာရှင်တွေလည်းပညာရဲ့ live အသုံးချစရာနေရာတွေများလာလိမ့်မယ်လို့ပြောကြားပေးလို့ရပါတယ်။အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်။မိဘပြည်သူများစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေကြောင်းဆရာမထက်တဲ့တုံးမှာဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။